ရှိတာပေါ့ဝင်မင်းဟာရှိတာပေါ့ဟောသမီးတော်လေးမေထက်လူဟာအာဂါသမှာထူးချွန်တယ်လေအဲ့ဒါတနည်းကတော့အာဂါသမှာလှုပ်ရှားရင်းနဲ့ဂုံနာမှာမြုပ်သွားတယ်ဆိုပဲဂုံနာမှာမြုပ်သွားတာအကျော်ညက်ပြီးမပြောတတ်အောင်ဝေဒနာခံစားနေရလို့အခုတော့တေဝါဆံမလားမတောက်ခံစားနေရတယ်ဟာထူရတာကဟဲ့ဒူးနာမှာလေရောင်ရမ်းပြီးပေါင်တန်းကအစ်စ်လွဲပြီးတော့အခုတော့တချို့ကလည်းအဖြစ်သေးတော့ပြောရပါတယ်ဗျာအဖြစ်သေးတယ်လို့တော့ပြောရသေးတယ်ဗျာထင်းတရားဆိုအကျဉ်းနာနဲ့မြင်ပါအောင်ကုသပေးဖို့လိုတာပေါ့ဗျာဒါပေါ့ဝင်မင်းကုသပေးရမှာပေါ့ဗျာကုသပေးရမှာပေါ့ကုသပေးဆိုတမှုတွေကအတွေးတွေနဲ့အယူအရလေးတွေပေးဟဲအာသာမိုင်းမှာဖြစ်တာရှိတဲ့ဒူးခွင်းဒူးခောက်ကြွက်တဲ့နဲ့လေးဝင်ဟောခြေခွင်လို့ခြေမြက်အကျော်ညက်အကျော်ကတ်တာတွေကိုလင်းနကကန်းတော်စီနဲ့အသာပုတ်လိမ့်ပြီးတော့ပြေးလိုက်တော့မပြတ်မယွင်းခဏလေးနဲ့ဟောချက်ချင်းတော့ထပြေးနိုင်ပါသေးတယ်ဝင်မင်းဟာထပြေးနိုင်ပါသေးတယ်ဗျာလူကြားအောင်ရှောက်မပြောတာလို့ကောက်ယောဂဖြစ်နေတဲ့လူတွေပြေးမထွက်တာလို့ဆွေးရတဲ့ဖြာပြီးလေးဘက်နာဖြစ်နေတဲ့လူတွေဟာဒီမဲကမလဲဟာဒီမှာလက်ပါခါမရလို့တွက်ချပါတော့ဖြစ်နေပါတယ်ဆိုတဲ့လူတွေတနည်းမကောင်းအဆိုးနဲ့ကြီးပေါင်းအမျိုးတက်နေတဲ့လူတွေပေါ့ဗျာဝင်မင်းထိကြိုက်ဒဏ်ရာကြောင့်ကြည့်လိုက်ရင်မပါတော့တဲ့လူတွေဟာဒီကလင်းနကကန်းတော်စီကိုအသားတဲ့စိတ်ဝင်အောင်ပွန်လိမ့်ပေးမယ်ဆိုရင်ဝေဒနာအဟုတ်တကယ်ပြေးပါလိမ့်မယ်ဝင်မင်းရဲ့ဒီလောက်နဲ့တော့လွတ်မထားနဲ့ဝင်မင်းဒီလောက်နဲ့လွတ်မထားနဲ့ဗျအဝဲပါလေးနဲ့စီးနောင်ပေးတနည်းထွေးထားလိုက်မယ်ဆိုလို့ရှိရင်လေဟဲ့ဒီနာမှာရှိတဲ့တမြင်မကြမ်းအပြင်းရန်အတွင်းရန်လင်းအမြန်ပျောက်ကင်းတဲ့အကြောင်းတက်တာပျောက်ကင်းကြောင်းရက်မကြနောက်သတင်းကောင်းပါလိုက်ပါတယ်ဝင်မင်းခင်ဗျာပါလိုက်ပါတယ်ဝင်မင်းရအပျော်လေးတွေမေးချိုးသားတဲ့ဈေးနဲ့ပေးပါမယ်ဗျာမှန်တယ်ဗျာမရီလေးတွေနေ့ညမေးတော့အရေးသွေးတွေပြေးသွားတယ်ဆေးပါဝင်မင်းရဲ့အရေးသွေးတွေပြေးသွားတယ်ဆေးပါမေးဆွမ်းကအကြောင်းဆက်လိုက်ကြံတော့အဲ့ဒါကြီးကဆေးသွမ်းကောင်းတလက်ပါပဲဗျဆေးသွမ်းကောင်းတလက်ပါပဲဆွဲမဲပြီးလာကြအမတ်ရဲကြီးအာမခံပါတယ်ဗျရဲကြီးအာမခံပါတယ်သလုံးအမြန်မှတ်ရအောင်ခမရတို့သိကျင်တဲ့ဖုံးနံဘက်ကတော့ဟာဒီမှာကြီးအေးဒါရောက်အကြောင်းရင်မင်းမရွေးမှတ်ရအောင်မောင်ကြီးနေခရင်ဆိုင်မယ်